ကျွန်တော်တို့လက်ရှိ Facebook မှာစီးပွားရေးလုပ်ငန်းတွေအတွက်ရလဒ်အကောင်းဆုံးနဲ့လူစိတ်ဝင်စားမှုအများဆုံးရနေတာ Video Marketing ပဲလူတွေကစာအရှိကြီးဖတ်ရတဲ့စာလို့ရှိရင်စက္ကန့်ပိုင်းအတွင်းမှာစိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေဒါမှမဟုတ်ဗဟုသုတရစေမဲ့ဗီဒီယိုလေးတွေကိုကြည့်ရတာပို့ပြီးတော့ကြိုက်လာကြတယ်အထူးသဖြင့် Facebook ရဲ့ algorithm ကလည်း Reels တွေနဲ့video content တွေကိုပို့ပြီးတော့လူမြင်တတ်အောင်တွန်းပို့ပေးတဲ့အတွက်အခုခေတ်မှာ video ကိုထိထိရောက်အသုံးမချနိုင်တဲ့လုပ်ငန်းတွေဟာonline ဈေးကွက်မှာနောက်ကျကြံခဲ့ရတာမျိုးတွေဖြစ်တတ်တယ်Video Marketing ရဲ့အဓိကအားသာချက်အကြတော့ကုန်ပစ္စည်းတစ်ခုရဲ့အသုံးဝင်ပုံကိုစကားလုံးတွေနဲ့ရှင်းပြနိုင်မှာအစားပေါ့နော်လက်တွေ့သူကပြပေးနိုင်တယ်ပြီးတော့ကျွန်တော်တို့ customer တွေရဲ့အာရုံကိုပို့ပြီးတော့ဆွဲဆောင်နိုင်တယ်ဥပမာအဖြစ်ကုန်ပစ္စည်းတစ်ခုရဲ့နောက်ွယ်ရထုတ်လုပ်ပုံအဆင့်တွေအသုံးပြုသူတွေရဲ့ရလဒ်ကောင်းတွေ review တွေဒါမှမဟုတ်လုပ်ငန်းရဲ့အတွေ့အကြုံတွေကိုဗီဒီယိုနဲ့ပုံဖော်ပြသလိုက်တဲ့အခါမှာဝယ်သူတွေဘက်ကပို့ပြီးတော့ယုံကြည်စိတ်ချမှုကိုရရှိစေတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ကရိုးရိုးပုံတွေထပ်စားလို့ရှိရင်ဗီဒီယိုက engagement ပိုကောင်းတယ်ဆိုတော့ brand တစ်ခုလုံးကိုလူသိများလာအောင်လုပ်တဲ့နေရာမှာအင်မတန်မှအစွမ်းထပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ Facebook မှာ video marketing နဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ရှေ့ရှေ့ဝေးဝေးတွေလုပ်နေမယ့်အစားပထမဆုံး3စက္ကန့်အတွင်းမှာလူတွေကိုဖန်ဆနိုင်မှာဟုတ်ကောင်းကောင်းနဲ့ short form video လေးတွေကိုပုံမှန်ဖန်တီးပေးဖို့လိုအပ်ပါတယ်။